ခေါင်းဆောင်ကောင်းကိုရွေးတဲ့အခါမှာတော်တဲ့သူတွေတတ်တဲ့သူတွေကြောင်းကောင်းမှပြီးတဲ့သူကိုရွေးတယ်ဘုရားကတော့မိမဆွဖြစ်တဲ့သူတွေနွားဆွမ်းမှတည်တဲ့သူတွေလေချွေတဲ့အလေးရှိတွေကိုရွေးဟာလေလုယာဟာလေလုယာကလေးလေးကမာမများတဲ့သူတွေကိုရွေးလာလောကကြီးကိုပြောင်းလဲတော်သူဖြစ်မှာပြောင်းလဲမယ်အာမင်လောကကြီးမှာသင်ခေါင်းဆောင်ကောင်းဖြစ်ဖို့ခွင့်ရမရှိဘူးမှာလေဘုရားရဲ့နိုင်ငံတော်ထဲမှာခေါင်းဆောင်ကောင်းဖြစ်ဖို့သင်ဟာ qualification ရှိတယ်နော်ဘာကြောင့်လဲမထိုက်တန်တဲ့သူကိုထိုက်တန်စေတဲ့ဘုရားဖြစ်တယ်။အိုးဘုရားရှင်ကအရေးချင်းရှိလို့သုံးတယ်မှာမဟုတ်တာသုံးလို့အရေးချင်းရှိတာလေ။အာမင်။ချမ်းသာလို့ကောင်းချီးရလို့မဟုတ်ကောင်းချီးရလို့ချမ်းသာလာတာ။အာမင်။အဲ့ဒါကြောင့်ဘုရားနဲ့ပတ်သက်လာတဲ့ godly leaders ဘုရားနဲ့ပတ်သက်တဲ့ခေါင်းဆောင်တွေကဘယ်လိုပြောလဲဖတ်ကြည့်အောင် godly leader is not about qualification ခေါင်းဘုရားရွေးချယ်တဲ့ခေါင်းဆောင်တွေဆိုတာကဘယ်လောက်အရေးကြီးရှိလဲဆိုတဲ့ပုံမှန်မူတည်ဘူး။ဒါကြောင့် secret ကပါလဲဆိုရင် it's about hearing the cries of generation and the call for that generation ဘုရားရွေးတဲ့ခေါင်းဆောင်ကောင်းကပါလဲဆိုရင်မျိုးဆက်တဲ့ဘာလို့အပ်နေတယ်ငါမျိုးဆက်မှာဘာလို့နေတယ်ဆိုတာကိုကောင်းကောင်းသိတော်သူဖြစ်တယ်ငါမျိုးဆက်ကလူတွေမှာကြောင့်ဘုရားကြောင့်မရောက်နေတာလေဘာပြဿနာရှိတာလဲဆိုတာမျိုးဆက်ရဲ့ငိုတန်ကိုကြားတော်သူဟာခေါင်းဆောင်ကောင်းဖြစ်ဖို့ထိုက်တာတဲ့သူဖြစ်ပါတယ်အဲ့ဒါကြောင့်နေဟေမိကခေါင်းဆောင်ကောင်းဖြစ်လာတာဘာကြောင့်လဲမျိုးဒီမျိုးဆက်ကယေရုရှလင်ဗိမာန်ကိုပြင်ဖို့လို့လဲဆိုတာနားလည်လို့လေမောရှေခေါင်းဆောင်ကောင်းဖြစ်လာတယ်ဘာဖြစ်လို့လဲအေဂိုတိုတီကလုံမြောက်ဖို့ချိန်တန်ပြီးဆိုခံစားရလို့လေဒီမျိုးဆက်ကဘာလို့လဲဆိုတာဒီဝိညာဉ်ရေးရမှာယူပါယုံရတဲ့တနေ့ဟာဒီဟာခေါင်းဆောင်ပဲဘုရားကြောင့်တွားတယ်မချင်တဲ့ဒီမျိုးဆက်ပါလို့လည်းဆိုမြင်အောင်ကြည့်ပါဘယ်လိုမချင်းစားရမလဲဆိုမြင်အောင်ကြည့်ပါဘယ်လိုတရားဟောရမလဲဆိုမြင်အောင်ကြည့်ပါမြင်တော့မမြင်နိုင်ဘူးဘုရားဖွင့်ပြဖို့လို့လည်းကြောင့်ဘူးထောက်ပါဟာလေလုယာဟာလေလုယာလုံးသားတွေမှာဘုရားစကားပြောပါစေဒီမျိုးဆက်ကအရင်တုန်းကသုံးတဲ့တရားဟောခြင်းတွေလုံးလုံးတော့ဘူး We need a new word of Rhema. Amen. ဘုရားရဲ့ဖွင့်ပြချက်အသစ်တော်လာပြီပြောပါစပြည့်ရည်ပြောပါစပြည့်ရည်အရှင်တို့ကဆိုနေကြချီခဏခဏမဆိုနေတော့ပြီအသစ်ဆိုရဟာလေလုယာကျွန်တော်ဒီအရာကိုလေးခဏခဏတတိခံပြီးတော့ပြခါမလို့ခံတယ်အသစ်ပဲခံပါဒီနေ့ဆုတောင်းလို့ဒီနေ့ရတဲ့တတိပဲခံပါဟာလေလုယာဘာလို့မြတ်ပုတ်တိုးနေတဲ့တပည့်တွေခဏစားရပါလဲလက်ဆက်ဆက်စားရအောင်ပြောပါလက်ဆက်ဆက်စားရအောင်ချစ်ချစ်လို့ပြောစပါလက်ဆက်ဆက်စားရအောင်ကျွန်တော်တို့ကမှာများသွားပြီကျွန်တော်တို့ယူအောင်နားမှာကျွန်တော်တို့ယူအောင်နားမှာကျွန်တော်တို့ယူအောင်နားမှာရှောင်းတက်တာကပြင်းတဲ့သူရောက်ရှိတယ်ကျွန်တော်တို့မနေဘူးသူများတွေပြောတာကျွန်တော်ယူအောင်နားဆိုတော့ကျွန်တော်မနေဘူးတဲ့ကျွန်တော်ယူအောင်နားမှာရှောင်းတက်သွားတာပြင်းတယ်လို့ရှိတယ်အဲ့ဒီလိုကကြောက်ခဏပြေတော့စာမေးပွဲဖြေခါလေးမှာသူ့ကိုဆရာတွေကမင်းခွန်းထုတ်တဲ့အခါမှာမင်းခွန်းတော့သူဖတ်နိုင်တယ်အဲ့တော့လည်းစာမေးပွဲဖြေတဲ့ခါတည်းရောက်လာပြီးတော့မှဗာလဲအဖြေထွားဖို့ခိုင်းပြီးတော့မှဆရာကမင်းရှာနေရပါမင်းလားဆရာပြောပြတယ်အဲ့ဒါဟာနေပါဝင်ချင်မရှိတော့တင်တီတော့တစ်ပင်ငါမျိုးမိကိုရေးပါသေးတယ်နေမင်းချင်းပင်ငါပင်တဲ့တဲ့အော်ကမင်းဘယ်အမကထိုင်ခုံအားရပါရတဲ့တီအဲ့ဒီခေါ်တဲ့အခါကတော့တူတာတဲ့ဒီကောင်ကြီးဘာတစ်ပင်ကိုတင်တီတဲ့ပါဝင်ချင်မှာတင်တီတော့တစ်ပင်ငါမျိုးမိကိုရေးပါသေးတယ်ကျွန်တော်သူ့မိတဲ့ကောနံပါတ်1ဘောင်းပင်တွေမိကဘောင်းပင်ဘောင်းချင်တယ်တဲ့မိကဘောင်းပင်တွေနံပါတ်2ခိုင်းပင်တွေတူတာခိုင်းပင်ခဲချင်တယ်နံပါတ်3စူပြေပင်တွေတူတာစူပြေဘောင်းချင်တဲ့အထိုင်ဟူလို့အဒမတူလာစာဘောင်းပင်ကတိဘာသာ
Valong talaga yung karulo sa akin. Valong ang songi. Akurulo no, aghimsip, lalasasat, rema, tayo din sa akin. Dino nga, layo nga simon, valong na songan. Valong na songan, may tayo marot sa Bible. Hallelujah! Sila valong na songan, may tayo marot sa Bible. Sukiro, yung pino, ay ko. Valong na songan, may tayo marot sa Bible. Nabutura mga lapok tayo lumukam. Siya mo lang tayo sinulong na ang hona. Na tayo ay asan na bisokon siya. Hallelujah! Hala hutong nila, kunin mo na. Hutong mahanot. Hutong kahay nila bisokon siya. Hallelujah! Sika dalong din. Siya ang katkabuloy ba ng siya nila. Kaya timba mo siya matin dito, het namyo yan, miko iba dito. Tuta di fa mga deal di ama ina ko technology ang ta ko din nabati wa mo het tuta di fa mo ba namanit tambe nabatong tuta ba lei shui leksu Wow, ini kan lain. Kecil cuma kalau kamu apa nih? Ini yang betul betul kaya ini. Amai dah kau percaya dengan ini lah. Haleluya. Anda yang nak kesulitan kan ini nanti. Oh siapa yang ini nak thung nak pergi. Kau agak tensan untuk kau anda halu tak? Ini kau anda semua orang punya jaya nak. Kau agak tensan untuk halu tak? Ini kau semua orang punya jaya nak tiga orang kami. Ini anda kau tensan nak. Kecil kau aman mami kau sopai masih. Hendak agak apa kau ni thang tidak semua masih. Haleluya. Kecil ten, tidak kecil ten. Oh, mui ini mana cuma sini siapa sih kau ni? Biar ini mah dunia lo jauh kau macam apa? Terus kau ini macam apa? Dah macam lo yang ada kau sini, yang cincin ini tidak yang ada. Haleluya. Haleluya. Besok nak yang cincin itu kipi ni, balik aji lah bina orang biar bau. Lurigane tu ini kare mah, yung cici mat ani ni deh, sudah jauh ni malai kau butin ni, ngatak orang lagi sudah jauh lebih banyak. Haleluya, haleluya. Anak apa cai? Berapa orang mami yang musuh ni pun sangat mahu kamu. Hindu tu kilo kan orang sudah pun sangat mesti layak apa ni. Haleluya, haleluya. Amin dom Yusuf kau, amin dom Yusuf. I believe matu tu mai kau piau dia kan dom Yusuf ni sini. Hallelujah. Bangkok में बतूरी नोट चला भी, नबी नामा नोट चलने, Hallelujah. नबी निया का नोट चलने, Hallelujah. अखु अमेरिका का आशा को लाता था ना प्यूया में चिंबा होगा वो, अमेरिका स्पॉन्सर में सांगू, आशा का स्पॉन्सर में, Hallelujah. बाप सिद्धों में इन्हें योंची तो तूरी तनी माँ, अजान को आऊँगी ना बिजनेस तुम्हारे पिया में, Hallelujah. Millionaire. Call of God is the answer to the Christ of generation. But you know what I'm saying? Do that not go any music here, music here, I like it. The call of God in your life is the answer to the Christ of generation. Oh, she got young watching of Yaga to see her on Ego to be my mood in a tuition of Yaga see her. Ego to be my moon in a to the motion of Shiva. Maro use my moon in a to the Maro of Shiva. Amen. True like Moore, I don't know what moon. Hobu Moore to the thread, Maro ha. Yoba, we are the answer. Sutino Maro, I saga how to get Maro of Shiva, Yoba Maro of Shiva. Nita suit and about Shila. Kenapa kita minta sudah maru apsi be? Kenapa yang cipta akan pori itu maru apsi be? Kita cipta yang music itu maru apsi be? Malam yang dari itu maru apsi be? Sekarang itu maru apsi be? Lekang di pihak kau cipta maru, yang cipta pihak kau cipta maru. Hallelujah. Dia yang kau song dekat
ဘာကိုတည်တယ်လဲဆိုရင်တော့ godly leaders those who see his or her role in the plans of God for generation ခေါင်းဆောင်ကောင်းတွေကဘာကိုတည်တယ်လဲဆိုတော့ဒီမျိုးဆက်အတွက်ဘုရားကကိုပေးတဲ့ကောင်ကဘာလဲဆိုရှင်းရှင်းနဲ့တည်တယ်ဒီမျိုးဆက်တော့ကချင်းကြီးဖို့လားဒီမျိုးဆက်တော့ကခရုစစ်လုပ်ဖို့လားဒီမျိုးဆက်တော့ကငွေကြေးပေါပို့ဖို့လားဒီမျိုးဆက်တော့ကပင်ရတရားတွေဟောပြောဖို့လားဒီမျိုးဆက်တော့ငါငွေရေးချင်းနဲ့ကောင်းသော business ဖြစ်ဖို့လားဒီမျိုးဆက်တော့ဘယ်လိုကန်ကြမှာငါကိုဘုရားထားတယ်ဆိုတာရှင်းရှင်းလေးသိတော်သူဖြစ်တယ်ဒီဟာလောကကြီးမှာကျိုးအကြောင်းရပါလားမဟုတ်ဘူးဘုရားတည်တော်တော့ကိုယ်မှာအကြောင်းရှိတယ်အာမင်ဒါပေမဲ့အဲ့ဒီနောက်ကိုရတင့်ကိုဘုရားကဘာကြောင့်လောကကြီးမှာရှင်းတာဖို့ပြီးတယ်ဆိုရင် reason ကိုမရတဲ့တရားဆက်ရှုံးနေမှာဖြစ်တယ်အဲ့ဒါကြောင့်ရဖို့အတွက်ဆုတောင်းဖို့ပါတယ်နည်းနည်းပြောရအောင်ပြီးတော့ခါမှဘာလဲ Godly leaders are those who love God and His people ဒီဟာလေးကျွန်တော်နည်းနည်းလေးပြောမယ်ဘုရားရွေးချယ်ထားတဲ့ခေါင်းဆောင်ကောင်းတွေကနံပါတ်1ဘုရားကိုချစ်တယ်ပြောပါနံပါတ်1ဘုရားကိုချစ်တယ်နံပါတ်2ဘုသူကိုချစ်လဲဘုသူကိုချစ်လဲကိုယ့်ရဲ့လူမျိုးတွေကိုချစ်တယ်ကိုယ့်ရဲ့လူမျိုးကိုမချစ်ဘဲဘုရားကိုချစ်လို့မရနိုင်ဘူးဒါပေမဲ့တခုတည်းထားစရာကကိုယ့်ရဲ့လူမျိုးကိုချစ်ခြင်းဆိုတာကတခြားလူမျိုးကိုပုတ်ခတ်ခြင်းမဟုတ်ဘူးဒါလည်းဘုရားကောင်းချစ်ပေးပါစေတချို့သောသူတွေကကိုယ့်လူမျိုးကိုချစ်တယ်လို့နဲ့တခြားလူမျိုးကတအားပုတ်ခတ်တယ်ဒါကိုယ့်လူမျိုးကိုဒုက္ခပေးတာပဲတခြားလူမျိုးကိုပုတ်ခတ်ခြင်းနဲ့ချစ်ခြင်းမဟုတ်ဘူးမှန်ကန်တော့ချစ်ခြင်းမျိုးနဲ့ကိုယ့်ရဲ့လူမျိုးကိုချစ်တတ်ဖို့ရည်ကြီးနံပါတ်1ဂျူဘာယောပြောပါ vision ရတော့သူဖြစ်ဖို့ဘုရားကောင်းချစ်ပေးပါစေyou ဘာလဲမောရှိက vision ရလာတဲ့အခါမှာသူ့ရဲ့ဘာကိုသိလာလဲ calling သိလာတယ်ဘုရားသူ့ရဲ့ဘာလဲဘုရားသူ့ကိုဘယ်နေရာမှာထားတယ်လဲခေါင်းဆောင်နေရလားတခြင်းဆိုနေရလား pastor နေရလား evangelist နေရလား CR နေရလားဆိုတော့ကောင်းသိလာတယ်ဘယ်ချိန်မှာလဲ revelation ရတဲ့အခါမှာသူ့ရဲ့နေရာကိုသိလာတယ်ဒါပေမဲ့ revelation ရတဲ့အခါမှာသူ့ရဲ့ calling ကိုသိတယ်မကသိဘူးသူဘယ်ကိုသွားမလဲဆိုတော့ကောင်းသိတယ် hallelujah ငါတို့ဒီမှာလောက်လာတာကတရားနဲ့တရားချင်းဆိုပြီးတော့ဖြောဖြေဖို့မဟုတ်ဘူးဘုရားရဲ့နာတော်ကိုဒီဆောက်တာဖြစ်တယ်ဆိုတော့ဟာလေလုယာမတူပြီးတမိုင်းကိုပြုတ်ပြနေတာဖြစ်တယ်ဆိုတော့ကျွန်တော်သိတယ်မလုံမြောက်တဲ့သူလူမျိုးအားထုတ်လို့ဆိုရှင်းလင်းတော့ပါဖို့ရှိတယ်ဟာလေလုယာအိုကြီးလာလို့နေတာမဟုတ်ဘူးအိုကြီးအတွက်တော့လို့ဖို့ကျွန်တော်ဝေးကြီးကုန်ခါတာမဟုတ်ဘူးဟာလေလုယာရှင်းလင်းတော့နာကချီတဲ့နေတာဖြစ်တယ် we know what we are doing we know where we are going ဘာလို့လဲဆိုတော့ဒီဘေးကိုသွားလဲဆိုတော့ဒီဘုရားချင်းတော့ချင်းရချင်းယုံကြည်ခြင်းနဲ့တော့တိတ်မရချင်းရှုံးတယ်ဟုတ်ပြီဘုရားကောင်းချီးပေးပါစေကဲဒီမှာနောက်ထောင်ပါအောင်ဘုရားရဲ့ချင်းတော့ချင်းကဘေးကနေလာမချင်းလဲအဖြစ်နဲ့ကျွန်တော်ပဲဖြစ်တယ်ဘုရားရဲ့ချင်းတော့ချင်းကဘေးနဲ့လာမချင်းလဲဆိုရင်ကိုယ့်ရဲ့ဆုဂျေဇုကိုသိချင်တာပဲအာမင်မောရှေကဆုဂျေဇုတည်တယ်ဒါဝိဒ်ကသူဆုဂျေဇုတည်တယ်ဘာလို့လဲဘုရားကိုချီးမွမ်းတယ်လောကောင်ချီးမွမ်းတယ်ဆုဂျေဇုတည်တော့သူဟာလူနေလို့မဟုတ်ဘူးလူများလို့မဟုတ်ဘူးသူဆုဂျေဇုကိုသူပြောင်းဝိနေတာဖြစ်တယ်သူထင်တယ်များမတူမတူကအပြင်ဒါဝိဒ်ချီးဆိုမှလည်းခုတ်ဒီမဟုတ်ဘူးသူဆုဂျေဇုတဲ့သူထင်တယ်များဘုရားကိုချီးမွမ်းရင်နဲ့တနေ့နန်းတော်မှာဂီတာတီးဖို့ချီးဆိုဖို့လိုအပ်တဲ့ခါမှာဘယ်သူရှိလဲလို့မေးတဲ့ခါမှာဘယ်သူကိုခေါ်ကြလဲဒါဝိဒ်ရှိတယ်ဘာကြောင့်ဒါဝိဒ်ရှိတယ်ဆိုတာကိုသိကြတယ်ဒါဝိဒ်ကသူဆုဂျေဇုနဲ့ practice လုပ်တယ်ဒီနေ့ evangelist လိုလာပြီးဆိုရင်သူရဲ့ evangelist gift ကိုလည်း practice လုပ်တော့သူလည်းရရမှာဖြစ်တယ်။မမစက်ပေါ်မှာရှိလေထင်ပေါ်မှာရောသားဟုတ်တော့ကြည့်တော့အတိချာတော့တဲ့မျိုးကိုပဲချီစောသူကအတိချာတဲ့ဆိုတော့ပါချင်တာဘုရားဆိုင်တော့မစက်ပေါ်မှာရှိလေထင်ပေါ်မှာစင်ပေါ်ရောက်မယ်ကျွန်တော်ကစင်ပေါ်ရောက်ဖို့ကြိုးစားတဲ့သူမဟုတ်ဘူးဆုဂျေဇုမှာမွေးရရင်စင်ပေါ်ရောက်တော့တယ်ဟာလေလုယာကျွန်တော်စင်ပေါ်ရောက်ဖို့ပြီးမှမဟုတ်ဘူးဘုရားကိုချီးမွမ်းခြင်းဆုဂျေဇုကိုတော့ပြုရင်စင်ပေါ်ရောက်တဲ့သူတွေဖြစ်တယ်ဟာလေလုယာစင်ပေါ်ရောက်ဖို့တရားဟောတော့မဟုတ်ဘူးတရားဟောရင်စင်ပေါ်ရောက်တော့ဖြစ်လို့ရချင် Yes hallelujah ဒီဆုဂျေဇုကိုတင် practice လုပ်ရခါမှာအော်ဘုရားရင်တော်ချမ်းသာတယ်မှာကျွန်တော်စိတ်ထဲမှာတခုပြီးတခုပေါ်လာတယ်ဒါလည်းမြန်ပြောမယ်ထောင်ထဲမှာယောတက်ရောက်နေတဲ့အခါမှာထောင်ထဲမှာစိတ်ကြလားသူတည်ချင်းပြောတဲ့အိမ်မက်ကိုသူနဲ့ပြန်ပြီးတယ်ပြောပါဦးအနာဂတ်ပိတ်နေတဲ့ထောင်ထဲမှာသူဆုဂျေဇုကို practice လုပ်တဲ့အခါမှာတနေ့ဖာရိုးမင်းကြီးကငါအိမ်မက်ကိုပြန်နေတဲ့သူခေါ်စမ်းပါလို့ပြောတဲ့အခါမှာဘသူရှိလဲမိကတာဝိပါလို့သူလည်းတာဝိကနာမရအောင်တာဝိဘုရားလို့ပြောတယ်ပူတော့
အိမ်မက်နဲ့ပြန်ဖို့လိုလာတဲ့ခါမှာဘုသူ့ကိုခေါ်လဲထောင်ထဲမှာအိမ်မက်ပြန်ချစ်စုကျေးဇူးအသုံးပြုနေတဲ့ယောသကိုခေါ်ထုတ်တာဖြစ်တယ်မိတ်ဆွေမတရားထောင်မှာတိစုကျေးဇူးကိုတိပြီး practice လုပ်ရင်နဲ့သင်ဟာထင်ပေါ်တော်သူဖြစ်လာတယ်ထင်ပေါ်လာတဲ့အခါပြန်ရှင်းရောက်ရှင်းရအောင်ဖြစ်တယ်ရှင်းရောက်ရှင်းရဖို့ကျွန်တော်လုပ်တာမဟုတ်ဘူးစုကျေးဇူးကိုဝင်ရောရင်းတယ်အာမင်အာမင်ဆက်ကြောရင်ကောင်းမလားနိုင်ရင်ကောင်းမလားဆက်ကြောရင်လည်းခမည်းကဒီခံကိုပိုင်လာမဟုတ်ဘူးဆိုတော့အဲ့ဒါကကြွားကြတယ်နော်ဆိုတော့သူစုကျေးဇူးကိုတည်ပြီးတော့မှသူစုကျေးဇူးကိုမလုပ်တယ်ဆိုတော့ commitment ရောပါ commitment ဆိုတာကပါလေ musician တွေကျွန်တော်လေးစားတယ်ဒီမှာကျွန်တော်ပြီးတဲ့ဥစ္စာကလေအခုမဖောက်နေတော့အခုဖောက်ရင်ကျွန်တော်လာတော့ဆက်တဲ့ခမင်းကပြေးရတော့မှာအခုမဖောက်တဲ့ချီးသူပြီးအိမ်မှာဖောက်မီးရဲလို့ပြင်ချင်တယ်မဟုတ်ဘူးမီးရဲအဲ့လိုပြောလို့လေဘာလို့မရှိတော့ဘူးဆိုခင်ဗျားကမပေးနဲ့ပြင်ချင်တဲ့လည်းများရင်ညာတော့တယ်ဆိုလို့ချင်တာကဒါကကျွန်တော်တကယ်ကိုနင်းချဆော့ပြအတိမထူတဲ့ဘောလေးပေးတာဖြစ်တယ်။ဘိုးကြီးကြီးတို့လာကြည့်တာမဟုတ်ဘူး။စုကျေးဇူး practice လုပ်နေတာဖြစ်တယ်။ Hallelujah ။ကောင်းချီးမိဂလာကဆိုင်မှာမလားဘူးစုကျေးဇူးကိုအသုံးပြုရလာတာဖြစ်တယ်။တရားစုကျေးဇူးဒီကိုဖျက်အောင်ချီးပေးပါစေ။တရားစုကျေးဇူးများများ practice လုပ်ဖို့ဖျက်အောင်ချီးပေးပါစေ။စုကျေးဇူးမှာ commitment ရှိရမှာဖြစ်တယ်။ submission ရှိရမှာဖြစ်တယ်။စုကျေးဇူးမှာတော့ဒီကောင်းကောင်းမပြုစုကြဘူးနော်။ဖျက်အောင်ချီးပေးပါစေ။ကိုယ်စုကျေးဇူးတွေမှာကောင်းကောင်းဆက်ကပ်ပါဟာလေလုယာစုကျေးဇူးမှာဒီဆိုရင်ဖြစ်လို့မလုပ်နဲ့တော့ကျွန်တော်လေးကျွန်တော်ဒီလိုဒီခိုင်ကြတော့ကျွန်တော်စုကျေးဇူးကိုကျွန်တော်ကောင်းသိတယ်အဲ့ဒီစုကျေးဇူးနဲ့ပတ်သက်ပြီးလုပ်လာတဲ့အခါမှာကျွန်တော်ဘယ်တော့မှ compromise လုပ်ချင်ဘူးအတက်နဲ့ဆုံးချိန်ပါချင်တယ်အတက်နဲ့ဆုံးကောင်းဆုံးလုပ်ချင်တယ်ကျွန်တော်လူတွေကိုခဏခဏစိတ်ခေါ်တယ်ကျွန်တော်ကကြွားတာမဟုတ်ဘူးနော်ကျွန်တော်စိတ်ကြီးကိုပြောတယ်ကျွန်တော်ရဲ့နောက်ကပတ်တော်တွေကိုလည်းနားထောင်ကြည့်ပါခင်ဗျားရဲ့ချိန်ကိုတော့ကျွန်တော်မဖြုံးဖို့ကျွန်တော်အာမခံတယ်။ဘာကြောင့်လဲကျွန်တော်လည်းဆုတောင်းပြီးဟောတာဖြစ်တယ်။အကောင်းဆုံးပြင်ဆင်ပြီးဟောတာဖြစ်တယ်။ကျွန်တော်ရဲ့ဆုတောင်းကအတားချိန်ဖြုံးတာလည်းကားပြီးတော့ဖြစ်ဖို့တော့ကျွန်တော်လည်းကြိုးစားများမတူများတော့ကောင်းမှာမဟုတ်ဘူး။ဘာလို့ဆုလို့ချင်းလဲဆုဂျေစုကိုတော့ကျွန်တော်တန်ဖိုးထားပါတယ်။မိတ်ဆွေတွေလည်းဘုရားပေးတဲ့ဆုဂျေစုကိုတန်ဖိုးထားလို့ဆောင်ရင်းနဲ့ဘာဖြစ်မလဲ history maker ဒီလို history maker ဒီဆုဂျေစုကိုအသုံးချရင်းနဲ့မတူပြီးတမိုင်းကိုပြောင်းလဲတော့ဖြစ်ဖို့ကျွန်တော်အားလုံးကိုဘုရားရှိခိုးခြင်းပေးပါစေဟာလေလုယာမတူရမယုံချင်ပါမတူရမစားရပါမတူရပေါ်ပါကျေးဇူးတင်ပါစေဆရာမပါပါHallelujah Hallelujah Take on Praise the Lord. Music team, worship team ที่ไปเธอกันราคาและบอยป่าคือบอกรีดับเธอกับ